မင်းကြွက်သားတက်ချင်လို့တူးတင်နေတာမလားကာဒီယိုလုပ်ရင်ကြွက်သားတွေကြကုန်မှာပေါ့ဘောကင်လုပ်ရင်ကာဒီယိုမလုပ်အောင်ကွာတူးတင်နေတဲ့အချိန်မှာကာဒီယိုမလုပ်နဲ့မင်းမာဆယ်တက်ချင်တယ်ဆိုရင်ကာဒီယိုမလုပ်နဲ့မင်းမာဆယ်တက်တော့အနောက်ရှက်ဖြစ်မယ်မင်းကြွက်သားဆုံးရှုံးတာတွေဖြစ်သွားလိမ့်မယ်ဆိုပြီးတော့ကြားဖို့လိမ့်မယ်အဲ့တော့ဒီစကားအမှန်လား just a myth ဂျုံတန်းစကားလားဆိုတာကိုယနေ့ဒီဗီဒီယိုမှာကျွန်တော်ပြောပြမှာဖြစ်ပါတယ်What's up bees ဘာမှ bees နဲ့ကြိုဆိုပါရစေကျွန်တော်တို့ဘာမှ bees page က admin ဒေါက်တာရဲဖြစ်ပါတယ်အဲ့တော့ဒုတင်နေရဲ့ချိန်ဒါမှမဟုတ်မင်းကြွက်သားတက်ချင်တယ်ဆိုရင်ကာဒီယိုမလုပ်နဲ့မင်းကြွက်သားတက်တာနှေးသွားမယ်အနောက်ရှက်ဖြစ်သွားမယ်မင်း muscle loss ဖြစ်လိမ့်မယ်ဆိုပြီးတော့ပြောနေတာအကြောင်းဘူးလိမ့်မယ်အဲ့တော့ဒါကြီးကအမှန်တရားလားမဟုတ်ဘူးလား yes or no ဆိုတဲ့အဖြေကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာပြောပြမှာဖြစ်ပါတယ်တစ်ချက်အနေနဲ့တီကိုသိရမယ်လမ်းကြောင်းတစ်ခုအဲ့တော့တီကိုသိရမယ်လမ်းကြောင်းတစ်ခုလို့ကျွန်တော်ပြောတဲ့အခါမှာပထမဆုံးကကြွက်သားတိဆောက်တဲ့လမ်းကြောင်းခန္ဓာကိုယ်မှာကြွက်သားတိဆောက်တဲ့ဖြစ်စဉ်ကိုကျွန်တော်တို့ muscle protein synthesis လို့ခေါ်တယ်အဲ့တော့ဒီ muscle protein synthesis ကိုကျွန်တော်တို့စလုပ်ဖို့ဆိုရင်ခန္ဓာကိုယ်မှာအရင်ဆုံး mTOR လို့ခေါ်တဲ့ကောင်လေးဟာစပြီးတော့ activate သူကစပြီးတော့အလုပ်လုပ်ဖို့လိုတယ်အလေးတွေနဲ့ training လုပ်တဲ့အခါမှာကျွန်တော်တို့ရဲ့ mTOR လို့ခေါ်တဲ့ဒီ protein complex တွေက activate ဖြစ်သွားတယ်သူကactivate ဖြစ်သွားတယ်အသက်ဝင်သွားတဲ့အခါမှာကြွက်သားတိဆောက်တဲ့ဖြစ်စဉ်ကိုစတင်တယ်အဲ့တော့အဲ့အခြေအနေမှာအရေးကြီးချက်ကကျွန်တော်တို့ amino acid တွေလုံလောက်ရှိဖို့လိုတယ်စုံလင်အောင်ရှိဖို့လိုတယ်အဲ့ amino acid တွေတဲကမှ leucine လို့ခေါ်တဲ့ BCA ထဲမှာတစ်မျိုးဖြစ်တဲ့ leucine ဒီ mTOR ကို activate လုပ်တဲ့အချိန်မှာသူဒီမရှိမဖြစ်လိုအပ်တယ်ဒီ amino acid အမျိုးအစားဖြစ်တယ်ပေါ့နော်အဲ့မှာတချို့တွေမှားတာကleucine ကရေးကြည့်တယ်ဆိုပြီးတော့ leucine တစ်မျိုးတွေကိုပဲတွေးတယ်အခြား amino acid တွေလည်းရှိဖို့လိုတယ်ဘာလို့လှုံ့ဆော်ရုံနဲ့မရဘူးတိဆောက်တဲ့ဖြစ်စဉ်မှာ amino အုပ်စုအစုံလင်ရှိနေမှလုံလောက်ရှိနေမှကြွက်သား protein ကိုတိဆောက်နိုင်မှာဖြစ်တယ်နောက်တစ်လမ်းကြောင်းတစ်ခုကကျွန်တော်တို့ AMPK ဆိုတဲ့လမ်းကြောင်းကိုပြောမှာဖြစ်တယ်အဲ့တော့ AMPK ဆိုတာ energy sensor ပဲပြောရရင်ကျွန်တော်တို့ cardio လုပ်တဲ့အခါမှာခန္ဓာကိုယ်မှာ energy လိုတယ်အဲ့တော့ cardio intensity ပိုပြင်းလေ energy ပိုလိုလေပဲအဲ့တော့ခန္ဓာကိုယ် energy ကိုလိုလာရင်ဘာလုပ်လဲခန္ဓာကိုယ်မှာ ATP ဆိုတဲ့အရာဒီကျွန်တော်သုံးနိုင်တဲ့ပုံစံဖြစ်တယ်အဲ့တော့ ATP တစ်လုံးဒီအသုံးချခံလိုက်ရတိုင်း phosphate တွေဆုံးရှုံးတယ်အဲ့တော့ ATP ကနေ DP diphosphate DP ကနေမှဆက် NP monophosphate ဖြစ်တယ်အဲ့တော့ AMP ဆိုတဲ့ပုံစံတွေများလာရင်ခန္ဓာကိုယ်မှာ AMPK တက်တယ်အဲ့တော့ AMPK ကဘာပြဿနာရှိလဲ AMPK ကကျွန်တော်ကြွက်သားတိဆောက်တဲ့လမ်းကြောင်းမှာပါတဲ့ mTOR ကိုသွားပြီးတော့တားတယ်နားလည်အောင်ပြောရရင်ဗျာငါတို့ဒီမှာကြွက်သားတွေကကာဒီယိုလုပ်နေတယ် energy လိုအပ်နေတယ်အဲ့အတွက်ကြောင့်မင်းက energy သုံးပြီး energy လိုအပ်ချက်များတဲ့ဖြစ်စဉ်တစ်ခုဖြစ်တဲ့ကြွက်သားတိဆောက်တဲ့ဖြစ်စဉ်ကိုနောက်မှလုံးငါတို့ဒီဘက်မှာအရင်သုံးဦးမယ်ဆိုပြီးတော့ခန္ဓာကိုယ်ကတုံ့ပြန်တဲ့သဘောလို့ကျွန်တော်အလွယ်တကူစဉ်းစားလို့ရတယ်ပေါ့နော်ဒီ digit တက်ပြောမယ်ဆိုရင် AMPK ကဘာလုပ်လဲဆိုရင် TSC2 လို့ခေါ်တဲ့ protein complex လေးကိုသွားပြီးတော့ activate လုပ်လိုက်တယ်အဲ့တော့ TSC2 ကဘာလုပ်လဲ TSC2 က mTOR ကို activate လုပ်လို့မရအောင်သွားပြီးတော့ဒါဖြစ်တယ်ဒါကတော့နည်းနည်းလေး science ကိုပိုသိရတဲ့အတွက်ပြောတာအဲ့တော့ကိုကနည်းရှုပ်တယ်ဆိုမေးလိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့လုပ်လက်ရှိတဲ့ cardio နှစ်မျိုးကိုကျွန်တော်ဆက်ပြောမယ်ပထမတစ်ခုက low intensity cardio အဲ့တော့ low intensity cardio LISS ဆိုတာကျွန်တော်တို့မျိုးလုံးနဲ့မြင်မယ်ဆိုရင်ကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ခက်တက်လမ်းလျှောက်တာဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ tramway ပေါ်မှာပြေးသက်ပေါ်မှာ speed 5 လောက်နဲ့ကျွန်တော်တို့လမ်းလျှောက်တာဒါမှမဟုတ်စပိန်ပေါ်ပလေးနင်းတာဒါမျိုးကိုခေါ်တယ်အဲ့တော့ low intensity cardio ဖြစ်တဲ့အတွက်ကြောင့်ပြင်းအားနေတယ်ပြင်းအားနေ ATP လိုအပ်ချက်ကမများဘူးမြန်မလိုဘူးအဲ့တော့ခန္ဓာကိုယ်ဟာ ATP များပေးနိုင်တဲ့ဖြစ်စဉ်တွေထဲမှာ AACC လုပ်လို့ရတဲ့အဆီကိုဖြိုခွဲတဲ့အဆီကနေ energy ကိုရယူတဲ့ဖြစ်စဉ်ကိုသူကအသုံးချတယ်အဆီကိုအဓိကသုံးတဲ့အတွက်ကြောင့်ကျွန်တော်တို့ကကြွက်သားထဲမှာရှိတဲ့ glycogen တွေကိုသူ့မှာသူဖယ်ထားလို့ရတယ်သုံးချစရာမလိုဘူးပြီးသွားရင် low intensity cardio တွေဒီ energy demand လိုအပ်ချက်ကအရင်မများတဲ့အတွက်ကြောင့်သူဒီ ATP ကနေပြီးတော့ AMP ပြောင်းတဲ့ပမာဏဝုန်းခွန်းနဲ့မတက်လာအဲ့တော့ဝုန်းခွန်းနဲ့မတက်ရင်ဘာဖြစ်လဲ AMPK ကလည်းဝုန်းခွန်းနဲ့မတက်ဘူး AMPK ဝုန်းခွန်းနဲ့မတက်ဘူးဆိုရင်ကျွန်တော်တို့ mTOR ကိုသွားပြီးတော့ပိတ်ပြီးတော့ကြွက်သားတိဆောက်မှုကိုသွားပြီးအနောက်ရှက်ပေးတာတိတ်မဖြစ်တော့ဘူးပေါ့နော်ဒါအပြင် low intensity cardio ရဲ့ကောင်းတဲ့အချက်ကဘာလဲဆိုရင် तू ကသွေးစီးဆင်းမှုပြောရရင်ဗျာကျွန်တော်တို့အလုပ်လုပ်တဲ့ muscle တွေကို blood supply သွေးထောက်ပံ့တာသွေးသွားတာသွေးရောက်တာကို
ပို့ပြီးတော့ကောင်းအောင်လုပ်ပေးတယ်အဲ့တော့သွေးပို့ရအောင်ဘာဖြစ်လဲသွေးရဘာတည်လာလေကျွန်တော်တို့အောက်ဆီဂျင်ကိုတည်လာတယ်နောက်တစ်ခုကကြတော့ကျွန်တော်စားတဲ့အာဟာရတွေဒီကြွက်သားတိဆောက်ဖို့လိုအပ်တဲ့အာဟာရတွေကိုပို့ပြီးတော့များများရအောင်အထောက်ပံ့ပြုနိုင်တယ်ပြီးနောက်တစ်ခုက low energy cardio ကိုကျွန်တော်တို့ active recovery လို့စဉ်းစားလို့ရတယ်လှုပ်ရှားလှုပ်ရင်းနဲ့ recovery ရနေလို့ကျွန်တော်လည်းမြင်လို့ရတယ် low energy cardio ဒီ parasympathetic system ကိုလှုံ့ဆော်မှုပေးတယ်အဲ့တော့ parasympathetic system ကဘာလဲအိမ်မယ်စားမယ်နားမယ်ခန္ဓာကိုယ်ကအဲ့လို parasympathetic system ကိုပို့ပြီးအလုပ်လုပ်နိုင်နေလေကျွန်တော်ကြွက်သားတိဆောက်မှုဖြစ်စဉ်ပို့ပြီးတော့ထောက်ကူပြုတာလေဖြစ်လေပဲပေါ့နော်နောက်ထပ် cardio ပုံစံတစ်ခုဖြစ်တဲ့ high intensity cardio ကျွန်တော်ဆက်သွားမယ်အဲ့တော့ high intensity cardio ဆိုတာကိုကျွန်တော်မျိုးလုံးနဲ့မြင်အောင်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့body combat ထိုးတာတွေဒါမှမဟုတ် MMA training တွေboxing training လုပ်တာတွေဒါမှမဟုတ်ဆိုရင်ဘောလုံးကန်တာမျိုးတွေ high intensity interval training HIIT လိုမျိုး training cardio မျိုးကိုကျွန်တော်တို့high intensity cardio လို့ကျွန်တော်တို့မျိုးလုံးနဲ့မြင်လို့ရတယ်အဲ့တော့သူ့ရဲ့စကားလုံးတိုင်းပဲ high intensity ပြင်းအားများတယ်ပြင်းအားများရင်ဘာဖြစ်လဲပြင်းအားများရင် energy ကိုမြန်လိုတယ်အဲ့တော့ခန္ဓာကိုယ် energy ကိုမြန်ရဖို့လိုတယ်ဗျာမြန်ရဖို့လိုတယ်ဘာဖြစ်ကြလဲဆိုတော့ခန္ဓာကိုယ်မှာ energy ကိုမြန်ပေးနိုင်တာကျွန်တော်တို့ phosphagen system ကို run နေအဲ့တော့ phosphagen system က10စက္ကန့်လောက်နဲ့ကုန်သွားတဲ့အခါမှာခန္ဓာကိုယ်မှာ anaerobic glycolysis လို့ခေါ်တဲ့ system ကို run နေအဲ့တော့ဒါကဘာပြဿနာဖြစ်နိုင်လဲဆိုတော့ ATP လို့ခေါ်တဲ့ energy ကိုမြန်သုံးရတဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာ AMP ပုံလာတယ်AMP ပုံလိုက်မှာဖြစ်မလဲကြွက်သားတိဆောက်မှုဖြစ်စဉ်မှာအရေးကြီးတဲ့ mTOR ကိုသွားပြီးတော့အနောက်ရှက်ပေးတာတွေဖြစ်လာလိမ့်မယ် high energy cardio က glycogen ကိုဖြိုခွဲရတယ်ဘာလို့လဲဆိုတော့ glycogen ဖြိုခွဲမှာ glucose ရမယ် glucose ကိုသူဒီ anaerobic glycolysis မှာထည့်ပြီးတော့ energy ကိုထုတ်မယ်အဲ့တော့ကြွက်သားထဲမှာတိန်းထားတဲ့ glycogen ပမာဏလျော့လာရင်ဘာဖြစ်လဲကျွန်တော်တို့အလေးတွေနဲ့လေ့ကျင့်ခန်းလုပ်တဲ့အခါမှာထင်သလောက်မလုံနိုင်ဘူးဆိုရင်ပါလေကြွက်သားတွေအတွက်လုံလောက်တဲ့လှုံ့ဆော်မှုမရနိုင်ဘူးအဲ့တော့ကြွက်သားတိဆောက်မှုကိုအနောက်ရှက်ဖြစ်နိုင်တယ်နောက်တစ်ခုကဘာလဲဆိုတော့ exercise induced muscle damage အဲ့တော့နားလည်အောင်ပြောရရင်ဗျာအဲ့တော့ high intensity cardio တွေဒီ impact ပြင်းတယ်ပြောရရင်ကျွန်တော်တို့ခန္ဓာကိုယ်တက်ရောက်မှုပြင်းတယ်ကျွန်တော်ဘာပြဿနာဖြစ်လဲဆိုတော့ခန္ဓာကိုယ်မှာ muscle တွေမှာ damage ဖြစ်တယ် micro tear တွေဖြစ်တယ်ဒီလိုမျိုး damage ဖြစ်တဲ့ micro tear တွေဖြစ်တဲ့အခါမှာခန္ဓာကိုယ်ကကြွက်သားတိဆောက်မှုဖြစ်စဉ်တဲ့အရင်ဆုံးဒီ damage ဖြစ်သွားတဲ့ကောင်တွေကိုပြန်ပြင်ဖို့ကိစ္စကိုအရင်ဦးစားပေးလုပ်ရတယ် energy တွေကိုအဓိကသုံးပေးရတယ်နံပါတ်4ကတော့ဒုတင်တဲ့ချိန်မှာ cardio လုပ်တင်ပါတယ်ဘလို့ cardio လုပ်ရမယ်ဆိုရင်ကျွန်တော် low intensity cardio တွေကိုလုပ်ပေးတင်ပါတယ်အဲ့တော့ဘာလို့လုပ်တင်တာလဲကျွန်တော်တို့ calorie တိုးစားတယ်ဒုတင်ဖို့အတွက်အဲ့တော့ calorie တိုးစားတာအချိန်တစ်ခုကြာလာတဲ့အခါမှာခန္ဓာကိုယ်မှာ insulin sensitivity ကျတယ်ပြောရရင် insulin ကတိတ်ပြီးတော့အလုံးမလုံးနိုင်တော့ဘူး insulin ကတိတ်ပြီးအလုံးမလုံးနိုင်ဘာဖြစ်လဲကျွန်တော်တို့စားလိုက်တဲ့အာဟာရတွေကိုကြွက်သားတွေကိုပို့ပြီးတော့ကြွက်သားပိုကြီးထွားလာအောင်သုံးရမယ်အစားအစီဆဲတွေပို့ပြီးတော့အစီနေနဲ့စုတဲ့ပြဿနာကိုကြုံရနိုင်တယ်အဲဒါကြောင့်မလို့ low intensity cardio လုပ်ဖို့လိုတယ်ဒါအပြင်ကျွန်တော်တို့ low intensity cardio လုပ်တဲ့အခါမှာကျွန်တော်တို့နောက်ထပ်ကောင်းကျိုးဘာရလဲဆိုရင်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့ခန္ဓာကိုယ်မှာဒီ capillary လို့ခေါ်တဲ့စံချိန်မြင့်သွေးကြောပမာဏပိုများလာတယ်ပိုပြီးတော့တိတ်သီးစာကောင်းလာတယ်အဲ့တော့အဲ့ဒါဘာအကျိုးရှိလဲ okay မျိုးနဲ့မြောင်ကျွန်တော်ပြောမယ်ကျွန်တော် muscle ပိုပြီးကြီးလာတယ် muscle ပိုပြီးကြီးလာရင်ဘာဖြစ်လဲ muscle ရဲ့ cross sectional area ကန့်လန့်ပြတ်ပမာဏပိုပြီးကျဲလာတယ်အဲ့တော့ muscle တော့ကြီးလာတယ်ဒါပေမဲ့ကျွန်တော်တို့ဒီ muscle ကိုပို့ပြီးနေတဲ့ထောက်ပံ့နေတဲ့သွေးကြောပမာဏပိုမများလာဘူးပိုပြီးတိတ်သီးစာမကောင်းလာဘူးဆိုရင်လုံလောက်တဲ့အောက်ဆီဂျင်မရတဲ့ပြဿနာဖြစ်တယ်လုံလောက်တဲ့အောက်ဆီဂျင်မရဘူးဆိုရင်ကြွက်သားတိဆောက်တဲ့နှုံးကရပ်တန့်သွားပြီးတော့မာဆယ်တက်တဲ့ဟာနောက်ရှက်ဖြစ်နိုင်တယ်ပေါ့နော်သွေးစီးဆင်းမှုကိုပိုကောင်းစေတဲ့အတွက်ကြောင့်ကျွန်တော်တို့စားလိုက်တဲ့အာဟာရတွေဒီမာဆယ်တွေကိုပိုရောက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကြွက်သားတက်တဲ့ပမာဏပိုပြီးတော့အထောက်အကူပြုတယ်နောက်ချက်အနေနဲ့ကျွန်တော်ထပ်ပြောမယ်ဆိုရင် low energy cardio လုပ်တဲ့အခါမှာကျွန်တော်တို့နှလုံးကတစ်ခါညှစ်လိုက်တိုင်းထွက်လာတဲ့သွေးပမာဏအပိုများလာနံပါတ်5နောက်ဆုံးချက်တော့ကျွန်တော်တို့ကာဒီယိုကိုဘယ်လိုလုပ်မလဲအဲ့တော့ကျွန်တော်တို့ကာဒီယိုလုပ်တဲ့ခါမှာ low intensity ကိုအဓိကလုပ်ပေးရမယ် low intensity ကိုဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်တို့အကယ်၍ကိုကညနေကိုအလေးမာတယ်ဆိုရင်မနက်ပိုင်းမှာကာဒီယိုလုပ်ဒါမှမဟုတ်ဘူး one session ဒီတစ် session ထဲမှာတစ်ခါလေးလုပ်ချင်တယ်ဆိုရင် training ရင်လုပ် training ပြီးတဲ့အခါမှာကာဒီယိုလုပ်အဲ့တော့ low intensity ကာဒီယိုကိုမိနစ်20ဒါမှမဟုတ်9ဝက်လောက်လုပ်ပေးတင်တယ်အကယ်၍ကိုကကာဒီယိုကိုhigh intensity cardio ကိုလုပ်ချင်တယ်ဆိုရင်ဖြစ်နိုင်ရင်ကျွန်တော်တို့အလေးမားတဲ့ရက်နဲ့ high intensity cardio လုပ်တဲ့ရက်ကိုတရက်ထဲမလုပ်ပါနဲ့တရက်ထဲလုပ်ရမယ်ဆိုရင်တော့
အလေးရင်မှပြီးတော့မှအနည်းဆုံး6နာရီဖြစ်နိုင်ရင်24 hour လောက်ချပြီးမှလုပ်တာကိုကျွန်တော်ပို့ recommend လုပ်တယ်ပေါ့နော်အဲ့တော့အဲ့လို high intensity cardio လုပ်ဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့က high intensity cardio ကြောင့်လောင်သွားမဲ့ calorie ပမာဏဥပမာ calorie 900လောက်လောင်ကျွမ်းသွားတယ်ဆိုအဲ့ပမာဏကိုအဲ့ဒီမှာပို့တိုးစားပြီးပါဥပမာဘောလုံးကန်နေဆိုရင်ကျွန်တော်ဘောလုံးကန်နေစဉ်အတွင်းမှာကျွန်တော်တို့ဓာတ်စားလိုမျိုးအလွယ်တကူခန္ဓာကိုယ်ကဆုပ်ယူနိုင်တဲ့အချိုဓာတ်ကိုရရှိနိုင်မဲ့drinks မျိုးပေါ့နော်ကျွန်တော်တောက်ပေးတင်တယ်ဒါအပြင်ကျွန်တော်ကဘောလုံးကန်ပြီးသွားတဲ့အခါမှာ amino acid ကိုလွယ်ကူရနိုင်မဲ့ခန္ဓာကိုယ်ကဆုပ်ယူနိုင်မဲ့ပုံစံဖြစ်တဲ့ whey protein တောက်တာတွေဒါမှမဟုတ်amino acid ဖြော်ရည်တောက်လိုက်တာတွေဒါမှမဟုတ်လူစင်းပါတဲ့ BCA တောက်လိုက်တာတွေလှုပ်ချင်းအပြင်ကျွန်တော်တို့ကဒီကျွတ်တိဆောက်တဲ့လမ်းကြောင်းကိုသွားပိတ်တာကိုတိုင်းတာတစ်ခုတည်းကျွန်တော်တို့ကာကွယ်နိုင်တယ်ပေါ့နော်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးသွားရင်ခင်ဗျားကြားဘူးနေတဲ့ဒုတင်တဲ့အချိန်မှာကာရီကိုမလုပ်ကြဘူးဆိုတဲ့အပြင်မှားတယ်ဆိုတာသိသွားလိမ့်မယ်ဒီနေ့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့ကြောင်းအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းအားလုံးအတွက်အကျိုးရှိတဲ့ဗီဒီယိုများနဲ့ဘာမှပြီးပြန်လာပါမယ် I'll be back